င်းတို့ရဲ့အဘမင်းအောင်နိုင်ကိုထောက်ခံအားပေးနေတဲ့ကောင်တွေရှိလားရှိတယ်ဆိုခဏလာနားထောင်ကြည့်ပါဒါမှကိုမောင်မောင်ပြောနေပြီကုလသမဂ္ဂကိုမင်းတို့အဘအနေနဲ့စော်ဖို့တော့အချိန်တန်ပြီကွာအခုကြည့်အောင်ပါကိုမောင်ပြောတာနားထောင်ကြည့်ကိုယ်တိုင်ကျင်းပတဲ့ရွေးကောက်ပွဲမှာကိုယ်တိုင်သမရဝင်လူတဲ့ပုံကိုပေါ့ဗျာနော်လောက်တိတ်ခါမဲ့တယ်ဟမ်စိတ်ပြည့်စရာကြီးတော့တကယ်ငါတို့အဖတာအာနာယူတို့အာနာထိန်းတာမဟုတ်ဘူးတဲ့မဲရိမဲကိုတို့အာနာထိန်းတာငါတို့အဖတာတမရနေရလို့ငါတို့ကိုယ်တိုင်တော်လှန်မယ်ဘယ်ပေကုန်ကြပြီဘယ်တင်းချိုင်းကုန်းရောက်သွားကြပြီအဲ့ကောင်ဟမ်ခေါ်ပေးသမ်းပါဟိုမှာတို့ကတမရထိုင်ကုန်တက်ထိုင်နေပြီသူများရွေးတယ်မတည်တာမတည်ဘူးလွတ်တော်နောက်ဝေးပေါက်ကနေခွေးတိုးပေါက်ကနေဝင်လာပြီးလေးဘက်ထောက်ဝင်ပြီးတော့ဟာငါတမရလောက်မကွာဆိုပလင်မစောက်တက်ထိုင်နေပြီဟိုမှာကဲဘလူးတော်လှန်မလဲဟမ်လွတ်တော်အမတ်တော့ရွေးမခံဘူးဖြစ်ပုံကြည့်ကိုယုံကြည်မှုရှိလားမရှိလားဟမ်သူ့ကိုတူမမယုံကြည်လားပြည်သူရွေးချယ်ဘယ်လိုခံရဲမလဲမတော်လို့ရှုံးဝိုင်းစောက်ချက်ပွဲမှာလေနောက်လွတ်တော်အမတ်အဖြစ်လုပ်မယ်ဆိုရင်တစ်ဖက်မှာကာချုပ်ယာဒူကိုအရင်စွတ်လွတ်ကြမယ်လွတ်တော်အမတ်အဖြစ်ခံယူလို့ရှိရင်အဲ့တော့ဟိုဘက်ကာချုပ်ယာဒူစွတ်လွတ်လိုက်ရတယ်အမတ်အဖြစ်အရွေးခံတဲ့အချိန်မှာသူ့မှာယာဒူမဲ့ပြီယာဒူမဲ့တာနဲ့သူ့ကိုဖိချမဲ့ကောင်နဲ့တန်းစီပြီးစောင့်နေတယ်သူတို့အချင်းချင်းတော့စစ်တပ်ဘက်မှာနော်ဆိုတော့ဒါကိုသူသိတယ်ဒါကြောင့်မို့လို့ဖေမခိုင်းရဲဘူးယုံကြည်မှုမရှိတာကိုဘဝကိုယုံကြည်မှုမရှိတဲ့ဘဝစဉ်းစားကြည့်အေးပေါ့သူကလည်းပြည်တွင်းမှာမတရားလုပ်တယ်လို့ပြည်ပကသူ့ကိုလုပ်တာကလည်းမတရားဘူးလို့ပြောလို့မရဘူးနိုင်ငံတကာကလုံးဝအသိမှတ်မပြုဘူးဗျာနော်အသိမှတ်ပြုတဲ့နိုင်ငံလေးအနည်းငယ်ရှိတယ်ဒါတော့ပဲရှိတယ်ပြီးတော့နိုင်ငံတကာကလည်းဆက်ပြီးတရားစွဲမဲ့ပြင်ကိုPR တွေဆက်ပေးမှဖြစ်တယ်နောက်ဆုံးပိတ်ပေါ့ဗျာနော်ကုလသမဂ္ဂ UN ကလည်းသူ့ကိုအတိမတ်ပြုမှုစာဆောင်လေးတော့မပေးဘူးဆိုလိုချင်တာကတမရတယောက်ဖြစ်ပြီးဆိုလို့ရှိရင်ကုလသမဂ္ဂရဲ့အထွေထွေတင်းရင်မှုကစာလမ်းပို့ပါတယ်ဒါပေမဲ့အခုဒါဒီစာလည်းမပို့ဘူးမပို့တဲ့ပြင်ကိုအဲ့တော့ Women Online တမရဖြစ်ပြီးတော့အစိုးရဖြစ်လာတော့ညာလည်းပဲ UN မှာခုံနေရဖို့မရှိပါဘူးဒါဆိုရင်တော့ကဲအဖတားသမီးတွေအနေနဲ့ကုလသမဂ္ဂနှုတ်ထွက်ခိုင်းမှုတင်ပြီကွာနှုတ်ထွက်ခိုင်းရဲကြတာဟုတ်တယ်လေအရှိတီမောကြတော့မင်းတို့သူများတရားစွဲတာကိုလက်ခံရုံလေးပဲလက်ခံရသေးတယ်ဘာမှမလုပ်ကြသေးဘူးနော်အမှုစစ်သားတွေတရားရင်ဘာမှမလုပ်ကြသေးဘူးအပြစ်ရှိတာမရှိတာလက်ခံသေးပဲရှိသေးတယ်တန်ရုံးကိုမောင်းထုတ်တယ်အခု UN ဆိုရင်တမရနေရဥထင်ကျော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အစိုးရက NLD အစိုးရတယ်အခုချိန်ထိတင်ထားတော့ဒါဆိုလို့ရှိရင်မင်းတို့အနေနဲ့မင်းတို့ဘာကိုနှုတ်ထွက်ခိုင်းလဲဟမ်မင်းတို့ပြောတာကဘာကိုစောက်ဥစိတ်ကြမလို့ဘူးအုတ်ထုတ်မှာပြည်တွင်းအုတ်ထုတ်မှာဆိုနှုတ်ထွက်ခိုင်းပေါ်ဘာလို့ဖို့လဲဟမ်ဒါတက်စော်ကားလေ UN နှုတ်ထွက်ရဲတာနှုတ်ထွက်နိုင်တဲ့စောက်စင်ရောရှိကြလားဟမ်ကတိအဲ့တော့ UN ကအခုချိန်ထိအတိမတ်ပြုမှုကလည်းဒေါအောင်ဆန်းစုကြည်ဦးဝင်းမြင့်နဲ့ NLD အစိုးရကိုသာအတိမတ်ပြုပြီးတော့ဦးကျော်မိုးထွန်းပေါ့သူ့ကိုပဲအတိမတ်ပြုသွားမယ်အစီအစဉ်မျိုးပဲကျွန်တော်တွေ့နေရပါတယ်အဲ့တော့လုံးဝရှေ့လျှောက်သွားမယ်ကိစ္စမှာတော့ Women Online အနေနဲ့ပေါ့နော်ဒီသမရယာတုကိုသူဘာကြောင့်ယူတာလဲသူ့ကိုသူပြန်မေးရမှာပါနိုင်ငံတိုးတက်စေခြင်းလို့လားနိုင်ငံတိုးတက်စေခြင်းလို့သူသိသိနေပါပြီသူပြီးခဲ့တဲ့9နှစ်မှာဘာမှတိုးတက်ခဲ့တာမဟုတ်ပါဘူးเนาะအဲ့တော့သူ့အနေနဲ့တိုးတက်ခဲ့တယ်လေကိုမောင်ကလည်းဗျာခင်ဗျားတော့အဲ့ဒါတွေကဟိုကို့အဖကိုတက်ဗျာဟိုတိုးတက်တဲ့အရာတွေကြတော့ဖုံးကွယ်ထားတယ်မင်းအောင်နိုင်အာနာသိမ်းထားတဲ့9နှစ်အတွင်းမှာမုံဆိုးမဦးကြီးဘယ်လောက်တိုးတက်သွားလဲဟာခေအဆက်ဆက်တတ်ချုပ်အဆက်ဆက်မှာတခါမှမကြုံဘူးတဲ့မုတ်ဆိုးမတက်တွင်းမုတ်ဆိုးမဦးကြီးတိုးတက်သွားတာလေခင်ဗျားကြုံဘူးလားမြမတပ်မတော်စတင်တီထောင်တွေကနေဒီနေ့ချိန်ထိမင်းအောင်နိုင်လက်ထက်လောက်စစ်သားမုတ်ဆိုးမတိုးပွားသွားတာရှိဘူးလားဟမ်အဲ့ဒါတိုးတက်တာပေါ့ငါပြောတော့နေတော့မနေ့ကောင်သွားတော့မှာမျိုးစားတွေအများကြီးတော့မော်ရင်ကချက်တွေးတော့မှာဒီတိုင်းဆက်ပြီးတော့သွားမယ်သူ့ကိုနိုင်ငံတကာလည်းဖယ်ကျင်ထားမယ်ဖမ်းဝရမ်းတွေကလည်းအလီလီလာမယ်နော်ပြီးတော့တမရလောက်တာကသူ့ကိုဖမ်းမှာဆိုလို့ဆိုရဲရီမန်းချက်နဲ့ဆိုလို့ရှိရင်တော့မအောင်မြင်ပါဘူး။ဘာကြောင့်လဲဆိုတော့တမရတယောက်ရဲ့နိုင်ငံတော်ရဲ့အကြီးအကဲတယောက်ရဲ့ဘယ်ခေါ်မလဲလွတ်မြောက်ခွင့်ပေါ့နော်။အမှုကင်းလို့ခွင့်ကမျိုးလုံးတက်ဖြတ်မှုတို့လူသားမျိုးနွယ်စုပေါ်မှာကျူးလွန်သောအမှုတွေနဲ့မအဆက်ဘယ်ခေါ်မလဲဆိုတော့သက်ဆိုင်မှုမရှိတဲ့အတွက်ကြောင့်ဖမ်းဝရမ်းဆက်ရှိနေမှာပဲဖြစ်တယ်နော်။ကဲကြားတယ်နော်ဘောငုံလေးတွေဘယ်လိုလုပ်ကြမလဲ။ကျွန်တော်တို့ကတော့လေအခုဘောမတွေအခုနောက်ပိုင်းတော့နည်းနည်းဒီကောင်တွေတဘောပေါက်သွားနည်းနည်းကုတ်လာကြတယ်ကျွန်တော်ကြည့်တာတိတ်မလော်ရဲတော့စောက်ဘူးနားပင်းနေတော့ဝက်လော်တာတချို့ဒီကောင်တွေကုတ်လာကြတယ်ငါတို့ကမင်းအောင်နိုင်တမရလောက်လာကြိုက်တာခဏခဏပြောတယ်ငါမ
မင်းအောင်နိုင်စိုးရိမ်တာကလေမင်းအောင်နိုင်ရဲ့အနောက်ကိုအသားလေးတန်းရွှေကြီးလိုမျိုးရှို့ပြီးတော့လက်ရဲစက်ရဲ brain ကောင်းတဲ့ခင်ညွန့်လိုကောင်မျိုးတင်ပေးလိုက်မှငါတို့စိုးရိမ်တာအကောင်းပြောတာအခုဒီပွဲကမင်းအောင်နိုင်ကအင်မတန်ညံ့ပြင်းလို့အခုထိသူအာနာသိမ့်လို့မရတာမင်းအောင်နိုင်နေရာမှာခင်ညွန့်ဆိုပါသွားတာကြာပြီဒီဘက်တော်လန်အင်အားစုတွေမှာဖတ်ဖတ်16ချမ်းတော့ကွဲနေဒီကြားထဲအချင်းချင်းကြိုက်နေကြတာနဲ့တင်ခင်ညွန့်လိုကောင်မျိုးပါသွားပြီအဖထီညီကိုတွေပဲလာဖထီလာဘလူးလုံးပြစ်မှာနော်အဲ့တော့ဒိုးကမင်းအောင်နိုင်မတက်မှာပဲစိတ်ပူတာဘာဖြစ်လို့လဲစောက်ပြစ်စရင်ပေါက်ပြီးသားကောင်ကကြောက်သွားပြီးတော့စရင်မပေါက်တဲ့ကောင်ပေါ်လာမယ်ဆိုရင်တို့ကစရင်တစ်ပြန်တင်ရမှာအဲ့တော့စရင်ပေါက်ပြီးသားကောင်မရှိနေတွေ့ရတော့ဓမ္မကြီးတွေ့တယ်မလားအာနာသိန်းတာကသူတမထလုပ်ချင်လို့အာနာသိန်းတာငါတို့ပြည်သူပြောခဲ့တယ်အခုဒီမှာမင်းတို့တွေ့ပြီမလားကြည်အခုတမထယာတို့ကိုယူပြီးတော့တိုင်းပြည်ကိုဆက်ပြီးတော့ဖြစ်အောင်ပဲဒါမှနေ့တိုင်းနဲ့ပြည်သူကိုတက်နေတာငါတို့ပြောရဖို့ရှိတယ်ဟုတ်တယ်နော်အဲ့တော့မင်းအောင်လှိုင်အတွက်မင်းအောင်လှိုင်ကတော့ तू ကဘယ်လိုပြောလက်လွတ်လို့မရတော့သူ့ဘဝမှာတော်လန်အင်အားစုပြည်သူအားလုံးကလည်းရန်တူသူစစ်တပ်ကိုပြန်ကြည့်ပြန်တော့သူ့ရဲ့ဖြုတ်ထုတ်တက်ရုံမှထားမှုတွေအားလုံးကအောက်မှာနော်အခုဆိုဒီတုံ့ပန်းတွေကိုဘုံကျဲတာတွေဒါတွေကစစ်တီအတိုင်းဝိုင်းမှာလုံးဝကိုတချို့တဲ့အမှန်တရားကိုတိတဲ့စစ်သားမိသားစုတွေစစ်တီအတိုင်းဝိုင်းနဲ့လုံးဝဓာကြီးကိုခွင့်မလို့ဘူးမလန်ရဲတော့ငြိမ့်နေတာတုံ့ပန်းဆိုတာကိုအတွက်တစ္ဆာခံတိုက်ပေးတဲ့သူတွေတစ်ဖက်ရန်သူကြီးမှာတုံ့ပန်းဘွားနဲ့ရောက်နေတာဒါကိုရအောင်ကယ်ရမယ်ဆွေးနွေးညှိနှိုင်းပြီးကယ်မလားစစ်ရေးအရဖိအားပေးပြီးကယ်မလားစသဖြင့်လောက်ကမှာလေအခုကအဲ့လိုမလုပ်တဲ့ပြင်ဒီတုံ့ပန်းစကမ်းမတည့်ရတဲ့ဘုံကျက်တပ်ပလိုက်တယ်ဆိုတော့ကြံနေတဲ့အရာရှိအကျက်စစ်တီတွေအနေနဲ့ရင်ထဲဝင်ခံထားကြည့်ရန်ဘလောက်ပဲသူတို့ဝါဒဖြန့်မစေထမင်းစားတဲ့ကောင်တွေလူတရားကိုသူတို့ဝါဒဖြန့်လိုက်လို့လူ90လောက်ပဲသူတို့ရမယ်ကျန်တဲ့90အတိတရားရှိတယ်အဲ့ဒီ90ကမင်းအောင်နိုင်ကိုဘယ်လိုကျုံးအောင်ကောင်းမလဲဘယ်ချိန်နှိမ့်မလဲစောင့်နေတာဒါအောင်မင်းအောင်နိုင်လည်းကောင်းကောင်းသိတယ်အဲ့ဒီအတွက်ပါတယ်ယာဒူးကိုအခိုက်တန်လေးတော့လက်မလွတ်နိုင်ဘူးဒီဘက်ကလွတ်တာနဲ့ဟိုဘက်ချက်ချင်းရောက်အကွက်စီစဉ်ရသူ့မှာကြည့်လွတ်တော့အမှန်ဖြစ်တော့ဝင်ရွေးမခံရဲဘူးလွတ်တော့အမှန်ဖြစ်ရွေးခံမယ်ဆိုရင်တစ်ဖက်ကကာကွယ်ဦးစီးချုပ်ယာဒူးကိုစွန့်ရတော့မယ်ဘာလို့ဆိုနိုင်ငံဝင်တဲ့ဖြစ်နေနိုင်ငံဝင်တဲ့စွန့်ရမှာဟုတ်အကောင်စွန့်ရမယ်ဆိုတော့ကာချုပ်ယာဒူးစွန့်လိုက်ပြီးတော့အမှန်ဖြစ်ရွေးခံမယ်ဆိုအဲ့ဂျားကာလာမှာသူယာဒူးမဲ့ပြီအာနာမဲ့ပြီဆိုတော့အဲ့ဂျားကာလာမှာသူ့ကိုတကောင်ကတဆုံးထဲလိုက်ဘာဖြစ်လဲခေဂျုံမှာအဲ့ဒီအတွက်ဘာလုပ်လဲခွေးတိုးပေါက်ကနေလွတ်တော့ခွေးတိုးပေါက်ကနေတက်လာပြီးတမနာဟောက်ဝင်ယူတာဘလောက်ရုပ်ပြက်တယ်စဉ်းစားကြည့်ဘလောက်တိတ်ခါမဲ့တယ်စဉ်းစားကြည့်တယ်ငါတို့ဘက်မှာအဲ့လိုလာလို့ငါတို့ကိုယ်တိုင်ငါနဲ့ကြိုင်တော့မှရှက်လို့အဲ့တော့တော်လန်အင်အားစုအနေနဲ့ကတော့မင်းအောင်လှိုင်ဟာရှိနေတဲ့၍တော်လန်ရေးနိုင်ရမှာပဲမင်းတို့ဘက်အချမ်းမှာမင်းအောင်လှိုင်ကိုလွန်ဆန်နိုင်ကြတာမလွန်ဆန်နိုင်ဘူးအဲ့တော့မလွန်ဆန်နိုင်တော့စွန့်လော်တော့စောက်ရက်တွေကွဲအရှစ်တီမောကြတော့ပြောလိုက်တာဘာဖြစ်တယ်ညာဖြစ်တယ်ငါတို့အဖဘလို့ပြက်သားတာဘလို့ချလိုက်တာဟောအမေရိကန်ကဒေါ်လာတန်း120တန်းကြီးကိုထုတ်ပေးတယ်ကွာဘာမှအဲ့ဥပဒေကြီးပြတန်းတယ်ရိုးထုတ်ပေးတာမဟုတ်ဟဲ့အဲ့ဒီငွေတွေအောင်မေလိုးတွေလက်ထမရောက်စေတဲ့နော်တဲ့မှန်ဥပဒေတဲ့အဲ့ဒီမေလိုးတွေပြုတ်လုပ်တဲ့စစ်ရာဇဝတ်မှုတွေကိုအဲ့ဒီငွေတုံးပြီးတော့ဖော်ထုတ်တယ်ဟာအဲ့ဒါလောက်လုပ်တဲ့တိုင်းပြည်ကိုကြတော့တန်ရုံးမနေထုတ်ရဲတဲ့ပြင် lobby ကုမ္ပဏီငှားပြီးတော့ဘာလုပ်တာမင်းတို့ပြောတော့ပြပစောက်ကူးဆိုင်ကြမလို့ဆိုအဲ့ဆိုမင်းတို့အဖ lobby ကုမ္ပဏီငှားပြီးတော့ဒေါ်လာကိုမြန်မာငွေနဲ့ရှင်းရတာမဟုတ်တော့အဲ့ဒီ lobby ကုမ္ပဏီကအဲ့ဒါကြတော့မင်းတို့ဘောမတွေဘာတမ်းမှမထွက်တော့ပါလားမပြောရဲကြဘူးမလားအမှန်ကိုမင်းတို့မှလက်မခံရဲတဲ့ဘောကဟာမင်းတို့ဘဝသေတဲ့ထိတွားမှာတွားပြီမင်းတို့ဘဝမှာမင်းတို့သေတဲ့အထိအဲ့ဒီအရေးမင်းကလိုက်မှာအခုမင်းအောင်လှိုင်ကိုထောက်ခံခဲ့တဲ့ကောင်တွေဟာဒီတော်လိုင်း90ဖြစ်စေရှုံးဖြစ်စေတွားပြီအဲ့ဒီတမိုင်းအရေးမဲကမင်းတို့ဘယ်တော့မှဖျောက်လို့မရဘူးငါတို့လိုကောင်မျိုးတော်လိုင်း90ဖြစ်စေရှုံးဖြစ်စေနောက်ဆုံးငါတို့ပေဝါးသည်ဖြစ်စေဟဲ့ဒီငါတို့လုပ်ခဲ့တဲ့အရာအတွက်ချိန်တိုင်းဟဲ့လို့လက်မထောင်နိုင်တယ်အဲ့ဒါရွေးချယ်မှုဘက်ပဲဒါတော်လိုင်းရှုံးသွားမစေငါတို့တွေတိတ်ခါကြစရာမလိုဘူးရှင်းရှင်းလေးကြိုက်တဲ့လောက်မင်းတို့ဝါဒဖြတ်ကြိုက်တဲ့လောက်အတိုင်းဖြတ်တို့ပြည်ဖြတ်တို့အကြမ်းကြိုက်တဲ့လောက်ပြောအမှန်တရားကိုမင်းတို့ဘယ်လုံးမှဖြတ်လို့မရဘူးအဲ့တော့တော်လိုင်းကနိုင်သွားမယ်ဆိုရင်ရက်ွက်တယ်ကျွန်တော်အမြဲပြောပါတယ်တော်လိုင်းလုပ်တယ်ဆိုတာဒီတမိုင်းကကျွန်တော်တို့ဒီတစ်ခေတ်ပဲရေးထိုးခွင့်ရှိတာပါနောက်တစ်ခေတ်မရှိတော့
တော်လိုင်းရှုံးနေဖြစ်စေနိုင်နေဖြစ်စေနောက်တစ်ခေတ်